ပြဿနာတော့မရှိဘူးဒါပေမဲ့သူတို့ကအကုန်လူမျိုးတွေကတော့ရိုဟင်ဂျာလို့ပြောကြတယ်လေအဲဆိုကျမတို့အထက်ညွှန်ကြားတဲ့အတိုင်းရိုဟင်ဂျာဆိုလို့ရှိရင်မရှိတဲ့လူမျိုးပေါ့ကျမတို့အနေနဲ့ကောက်ဆရာမလို့အဲ့လိုညွှန်ထားပါတယ်လာလိုက်တော့ဒီတော့တောင်းစင်မပြေပါဘူးကစင်မပြေပါလေဒီမှာလည်းကောက်ကြည့်ရှိမှာတော့ဟိုဘက်ကလည်းဒီနာမည်တကူပြောရင်စရင်မကောက်ပေါ့အဲ့လိုပုံစံမျိုးကြီးကျွန်တော်တို့တော်လည်းနေတာဘာပဲကျွန်တော်တို့စိုးနေရပါတယ်အခုအနည်း30မှာတစ်ချိန်ကောက်တဲ့ကမှာစင်းပါဖို့လိုပါတယ်စင်းမပါဘူးဆိုရင်နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုဖြစ်ပါလေဒါကြောင့်စင်းပါဝင်ဖို့အတွက်အကောက်ခံပါလို့မြစ်တဲ့အခါညမှာနာဘီဝူဆန်